လမ်ဘာသာဝင်ရဲ့ဆန္ဒပြမှုကြောင့်အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့အနီးကခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကိုအာဏာပိုင်တွေကဖြိုချလိုက်ပါတယ်။ဒီကျောင်းဟာအစ္စလမ်ဝတ်ပြုကျောင်းရဲ့အရှိမတည်ရှိနေတာကြောင့်အစ္စလမ်ဘာသာဝင်တွေကကန့်ကွက်နေတာဖြစ်ပါတယ်။အခုလိုခရစ်ယာန်ဘုရားကျောင်းကိုဖြိုဖျက်နေတာနဲ့ပတ်သက်ပြီးခရစ်ယာန်ဘာသာဝင်100လောက်ကဆန္ဒပြနေပြီးတောက်ကြနေ့ကအာဏာပိုင်တွေကိုတောင်းပန်နေတယ်လို့ဆိုပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အဆိုအရဘုရားကျောင်းကိုမြို့အာဏာပိုင်တွေရဲ့အမိန့်အရကြာသပတေးနေ့ကစပြီးဖြိုနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဘုရားကျောင်းဟာဂျာကာတာမြို့ပြင်ဘာကာစီမြို့နယ်တွင်မှာရှိနေပါတယ်။ခရစ်ယာန်ဘုရားကျောင်းကိုဖြိုဖျက်နေချိန်မှာအစ္စလမ်ဘာသာဝင်200လောက်ဟာလည်းဆန္ဒပြနေတဲ့ခရစ်ယာန်ဘာသာဝင်တွေကိုတံပြန်ဆန္ဒပြနေတယ်လို့သိရပါတယ်။အစ္စလမ်ဘာသာဝင်ရဲ့ဆန္ဒပြမှုကြောင့်အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့အနီးကခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကိုအာဏာပိုင်တွေကဖြိုချလိုက်ပါတယ်။ဒီကျောင်းဟာအစ္စလမ်ဝတ်ပြုကျောင်းရဲ့အရှိမတည်ရှိနေတာကြောင့်အစ္စလမ်ဘာသာဝင်တွေကကန့်ကွက်နေတာဖြစ်ပါတယ်။အခုလိုခရစ်ယာန်ဘုရားကျောင်းကိုဖြိုဖျက်နေတာနဲ့ပတ်သက်ပြီးခရစ်ယာန်ဘာသာဝင်100လောက်ကဆန္ဒပြနေပြီးတောက်ကြနေ့ကအာဏာပိုင်တွေကိုတောင်းပန်နေတယ်လို့ဆိုပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အဆိုအရဘုရားကျောင်းကိုမြို့အာဏာပိုင်တွေရဲ့အမိန့်အရကြာသပတေးနေ့ကစပြီးဖြိုနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဘုရားကျောင်းဟာဂျာကာတာမြို့ပြင်ဘာကာစီမြို့နယ်တွင်မှာရှိနေပါတယ်။ခရစ်ယာန်ဘုရားကျောင်းကိုဖြိုဖျက်နေချိန်မှာအစ္စလမ်ဘာသာဝင်200လောက်ဟာလည်းဆန္ဒပြနေတဲ့ခရစ်ယာန်ဘာသာဝင်တွေကိုတံပြန်ဆန္ဒပြနေတယ်လို့သိရပါတယ်။